ဒီအိတ်လေးကိုမမိကြသေးလားဒါကတော့ဟုံးရဲ့ home top back အိတ်ကလေးဖြစ်ပါရရှင်ဒီအိတ်ကိုဟုံစတွင်းကြရပေါ့နော်အလုံး90တွင်း90ကုန်တယ်အလုံး100တွင်း100ကုန်တယ်ဒါပေမဲ့အခုကဘလို့ဖြစ်သွားပြီလဲဆိုတော့စက်ရုံဘက်ကဒီအိတ်ကိုမတွင်းတော့ဘူးပေါ့နော်မထုတ်တော့ဘူးပေါ့နော်ဟုံအရင်တော့ကရောင်းတဲ့အိတ်တွေကတော့လူတိုင်းဝယ်ဘူးတယ်လူတိုင်းသိမယ် high quality ဖြစ်တယ်ဈေးနှုန်းကတော့4000ခွဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့အချိန်တော့ကပေါ့နော်ဟုံတွင်းနေတဲ့စက်ရုံကသူကကာလာတစ်ယောင်ပဲလာတယ်ပေါ့နော် high quality အမြင့်ထင်မှာကာလာတစ်ယောင်ပဲလာပါတယ်အမဲရောင်ပဲလာပါတယ်ဟုံနဲ့တောင်းချအဲကိုရောင်းလာတစ်နှစ်ကျော်ပါပဲပေါ့နော်အမဲပဲတွင်းပါတယ်အခုကဒီအိတ်ကိုပေါ့နော်အရန်လာမေးတော့ဟုံရအောင်มาခဲ့တယ်ဒါပေမဲ့ quality ကတော့လုံးဝကွာတယ်ပေါ့နော်လုံးဝကွာတယ်100ရာခိုင်နှုန်းမှရှင်လိုက်မဆို90ရာခိုင်နှုန်းလောက်တော့မမီဘူးပေါ့နော် quality တော့ကွာတယ်ဈေးလည်းကွာသွားပါတယ်ဒီဟာဆိုရင် design တူတယ်ကြည့်ပါချစ်မတော့ design တူတယ် site တူတယ်ဒါပေမဲ့ဈေးနှုန်းကတော့2000နဲ့မှ6000ပဲရှိပါတယ်ဟုတ်အရင်တော့ home top back high quality ကိုရောင်းတော့ကတော့4000ခွဲနဲ့ဟိုရောင်းတဲ့အိတ်ကလေးဖြစ်ပါတယ် quality ကတော့ဒီလိုပြောတာ budget အိတ်ကလေးပုံစံဖြစ်သွားတော့ပေါ့နော် home ကမကောင်းဆိုမကောင်းဘူးပြောတယ်ဈေးကြီးဆိုဈေးကြီးရ quality ကောင်းတယ်ဆိုကောင်းတယ်ပြောတယ်ပေါ့နော်ဒီဟာမကောင်းဘူးဆိုတာက home high quality ကိုင်းနေနဲ့အိတ်လေးနဲ့ရှင်နေဆိုမကောင်းဘူးလို့ပြောတာပေါ့နော်အိတ်မကောင်းတာမဟုတ်ပါဘူး quality ကတော့တိတ်ပြီးမှအရန်မြင့်တဲ့ထဲကမဟုတ်ဘူးဆိုတော့ပြောချင်တာပေါ့နော်အသားကတော့ပုံမှန်ကြည့်လိုက်မယ်ဆိုရင်တော့လေဟိုအစင်တော့ပြေပါတယ်ကိုမတို့ရေနော်ဟို budget ပေါ့နော် budget အိတ်ဆိုတော့လေကိုပေးရတဲ့ဈေးနဲ့ quality ကတော့သူ့ရဲ့ quality သူရှိရပါပေါ့နော်အခုဒါဆိုရင်1600လေးဆိုရင်ကြည့်လိုက်ပါနည်းနည်းပါတယ်အိတ်ကလေးဆိုရင်တော့လေနည်းနည်းလေးပါတယ်ပေါ့နော်အရင်တော့တောင်းလေးရှိရလေဒီလိုတောင်းလေးရှိရဒါပေမဲ့အဲ့လိုမရှိဘူးပေါ့နော်လေတာအသားလည်းအရင်တော့ဆိုရင်ဟုတ်တယ်ပေါ့အခုဆိုတော့နည်းနည်းလေးပျော့တယ်ပေါ့နော်မကြည့်လိုက်တိတာမယ်ထင်တယ်ပေါ့နော်အဲ့လိုလေးကွာသွားပါတယ်ဟုံတေးချပြောတယ်ပေါ့နော် quality ကခိုင်ကြိုင်ဟိုဟုတ်ရှိမှာလို့ဝယ်ဘူးဒီမကောင်းဖြစ်မှာဆိုဟာတခါလဲပေါ့နော်ရောင်းနေချင်မှာတခါလဲပြောထားပါတယ်အဲ့ရအမျိုးသားမှာဘလို့ရှိလဲဆိုတော့လဲဟိုအမြဲတမ်းပြောတာပေါ့နော်အခုဒါဆိုရင်ဒီမှာအရန်ဟိုရောင်းနေကြ quality မဟုတ်ဘူးအဲ့ဒါကိုဟိုခါလဲပြောလိုက်မယ်ဒါပေမဲ့ဒီ 8 design လေးကိုလူတိုင်းလာမင်းကြတော့ဟုတ်ဒီမှာထပ်သွင်းထားပြပါတယ်တစ်လုံး1000နဲ့မှ6000ရှိပါတယ်ဒါလည်းခောက်ကြီးထဲလို့ဆက်ပါတယ် zip 8လေးနဲ့ပါဒီမှာ zip 8လေးနဲ့ပေါ့နော် zip 8လေးနဲ့ပါနောက်အပြင်ဒီမှာဒီလို next လေးနဲ့ပေါ့နော်ဒီမှာအမဲအောင်ရှိမယ်ကိုရောင်ရှိမယ် quality ကိုကြည့်လိုက်ပါနော်ဒီလိုလေးပြပြပြလိုက်မယ်ဒီမှာရှိမယ်အဖြူရောင်ကလေးရှိပါမယ်ရောင်ကလေးနော်ဒီ design ကတော့ဟိုခုနပြောသလိုပဲ home ပုံမှန်တွင်းနေတဲ့ high quality မှာဆိုအမဲအောင်1ရောင်မှထွက်ပါတယ်ဒါပေမဲ့အခု तू ကတော့ budget 8ကလေးပုံစံဖြစ်တော့ तू ကတော့ color 9ရောင်ရပါမယ်เนาะဘာလို့ဆိုရင် home top high quality တုန်းကတော့ home အရောင်ရမ်းလာမေးလို့ပေါ့နော်အချိန်တော့အရောင်မရှိပါဘူးအခုကတော့ home လာကြောညာတာပါရှင်ကဲအားလုံးကျေးဇူးတင်ပါတယ်